လူတယောက်ရဲ့ဘဝမှာအရေးကြီးဆုံးကအိမ်ပဲဒီလိုမယူခင်တော့ဆိုလို့ရှိရင်လည်းငါတို့နှစ်ယောက်တူတူနေဖို့အတွက်ဘယ်လိုအိမ်လေးဘယ်လိုခန်းလေးဖန်တီးကြမယ်ပေါ့လေအဲ့လိုမျိုးစဉ်းစားပြီးတော့မှအိမ်လေးဝယ်ခဲ့တာပေါ့နော်ဟိုတလောကကြီးကအခန်းရောင်းလိုက်ပြီးအိမ်လည်းပြင်နေတယ်အိမ်သစ်ပြင်နေတယ်ဆိုတော့တော်တော်များများမေးကြဟဲ့ဘယ်ပြောင်းသွားရလဲဆိုမေးကြအမှန်တော့ဘယ်မှမပြောင်းအောင်ဒါအခုနောက်မှသာကြီးတို့အခုနေနေလက်ရှိနေနေတဲ့ကွန်ဒိုပဲပေါ့နော်အရင်နေတဲ့အခန်းကနေပြီးတော့အပေါ်ထက်ကိုပဲကြီးတို့ပြောင်းလိုက်တာပိုကျယ်ပြီးတော့ပူကောင်းတဲ့အခန်းလေးကိုပဲပြောင်းလိုက်တာပေါ့နော်အဲ့တော့နောက်တစ်ဆင့်အနေနဲ့ကိုယ်ကဘာလုပ်ချင်လဲဆိုတော့လူချမ်းကြဲကြဲလေးနဲ့ကိုလူချင်တဲ့အိမ်ပုံလေးစောက်ဖို့အတွက်ကိုမျှော်လင့်တာပေါ့လေအဲ့တော့ဘယ်နေရာရောက်ပြီးတော့အမြဲတမ်းဒီနေရာလေးဆိုငါတို့နဲ့အဆင်ပြေမလားဒီနေရာလေးဆိုငါတို့ကြိုက်မလားဆိုအမြဲတမ်းကြည့်ပြတယ်ကွယ်အမြဲတမ်းအိမ်ရှာတယ်ပေါ့ကွယ်ဝေးတာအသာထားလေးအမြဲတမ်းရှာနေဖို့ကိုတာဝယ်ပဲဒါဒီနေ့လေဒီလိုနှစ်ယောက်ကြိုက်ထားတဲ့မြေနေရာလေးတစ်ခုရှိတယ်အဲ့ဒါလေးကိုသွားပြီးတော့စနီးနာမယ်ပေါ့နော်ကိုရီဝယ်နိုင်လောက်ပြီလားလိုချင်းနေရှိလဲပေါ့နော်နေရာလေးတော့တော်တော်ကြိုက်တယ်ဒီမှာလေးဒီနေရာကိုသဘောကျနေရဒီနေရာဆိုလို့ရှိရင်ဒါဝေဇယနာလမ်းနဲ့တန်တူးမာလမ်းထောက်မှာရှိတယ်အဓိကကတော့ရအဲ့လိုအင်ယာစီမံကိန်းဆိုလို့ရှိရင်ဟိုလိုဟိုအတွင်းထဲထိဝင်သွားပြီးမှရောက်တာမျိုးဆိုမကြိုက်ဘူးဒီလိုလမ်းမနဲ့တက်ရောက်တာမျိုးကိုကြိုက်တာဒါ260ခရမ်းလုံခြုံရေးကိုအဓိကဦးစားပေးတဲ့အင်ယာမျိုးလည်းဖြစ်တယ် facility လည်းကောင်းမယ်သူတို့ရဲ့project စီမံကိန်းရှိတဲ့ရုံးခန်းဟိုဘက်မှာရှိမှာပေါ့ရုံးခန်းမှာသွားပြီးတော့လေ့လာကြည့်ရမယ်ရောင်းဖို့အကြံသေးလားပေါ့နော်မင်္ဂလာပါဒီမှာလေး project လေးလာပြီးတော့လေ့လာတာဟုတ်ဒါလေးဆိုလို့ရှိရင်သူကစိုးတွေကများနေတယ်နော်ဟိုလွတ်တာလေးပြောင်းအော်ဒီဟာလေးကနှစ်ကွက်လိုတွေခွဲထားတယ်ဟုတ်တယ်သူကလေဒီမှာနှစ်ကွက်ခွဲထားမှာနှစ်ကွက်ပဲသူတို့ဝယ်လိုက်တယ် customer လို့ပုံမှန်ဟိုလိုမျိုးကိုသူတို့ကဒီလိုနှစ်ကွက်တော့ဝယ်လိုက်တာဒီဘက်မှာဆိုလို့တတိစီနေလို့ရတယ်တော့ community center နဲ့လည်းတူတယ်ဟိုဝေးစင်လာလမ်းမှာတပေါင်းရှိသေးရလားဝင်ပါဒါအခုဖွင့်ဒီပေါ့ဒီလမ်းကိုပြီးဖွင့်ပေးမှာဖွင့်မှာအခုလည်းဖွင့်လာလားဟုတ်လားအဲ့ဆိုအမားတို့ဟို site ထဲကိုတစ်ချက်သွားကြည့်လို့ရရမလားကြည့်လို့ရတယ်ပြင်ဆင်လိုက်မယ်လေဟုတ်ကဲ့ကဲသိကျင်တာတွေတော့အကုန်လုံးမေးပြီးသွားပြီဒီ Villa Nova ကြတော့သူ့ရဲ့အိမ်ယာစီမံကိန်းတစ်ခုလုံးက14ဧကကျဲတယ်အိမ်ဒီမြေကွက်ပေါင်းက180ရှိတယ်ဒါပေမဲ့များသောအားဖြင့်ဒီမှာ2ကွက်တွဲ3ကွက်တွဲတွေပဲဝယ်ထားတာဆိုတော့အိမ်ခြေကတော့နည်းမှာပေါ့နော်သူကမြေကွက်က40 60ရှိတယ်40 80ရှိတယ်တခြားအလိုကိုလိုချင်တဲ့အဲ့လိုမြေကွက်အကျယ်တွေလည်းဒီထဲမှာပုံစံမျိုးစုံနဲ့သူကဝယ်လို့ရတယ်ပေါ့နော်အိမ်ပုံစံကတော့ကိုကဒီနောက်ဘက်ကအခုမြင်ရတဲ့အကွက်တွေအကုန်လုံးကိုကြိုက်တဲ့ပုံစံပေါ့နော်၄ဓာတ်ထိသူကပေးဆောက်တယ်မျက်နှာစာရန်အိမ်လေးကတော့သူတို့သတ်မှတ်ထားတဲ့ပုံစံတိုင်းပဲစောက်လို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူက shop house ဆိုတော့လေစင်တူဖြစ်မှာရမှာဒီမှာဒီလိုမျိုးပုံစံဟောမိုက်လိုက်တာ shop house ကသူက6ထပ်ပေါ့နော်6ထပ်ပေါ်မှာအောက်ထပ်3ထပ်ကကြတော့သူကဟောတိုက်ပုံစံမျိုးသူလုပ်ထားတယ်ဆိုတော့ကိုစီပွားရေးပေါ်လိုက်ပြီးတော့မှကိုပေါ့အခန်းကန်တာပြူတာလုပ်လို့ရတယ်အပေါ်3ထပ်ကကြတော့သူ original အခန်းကန်ထားမယ် floor plan ပါပြီးသားပေါ့နော်အိမ်မက်တွေဈေးကြည့်လိုက်တာယောက်ျားရဲ့ဒီမှာအခု80ရာခိုင်နှုန်းကအကုန်လုံးရောင်းပြီးသားနော်အခုကိုဝဲခြင်းတယ်ဆိုရင်တော့30ရာခိုင်နှုန်းပဲကျန်တာတော်တော်ရှာဖွေယူရမှာအခုလာ စိုက်ထဲသွားကြည့်မယ်အော်ဒီက main gate ဟိုဘက်မှာနောက်ထပ် gate တွေရှိအောင်မယ်ရှိသေးတယ်ဟုတ်ပြီဒီ gate ကတော့ဒါ Villa Nova Luxury Residence ရဲ့ main gate ပေါ့နော်သူကတန်တူးမာလမ်းကိုတဲပေါက်တာဟိုဘက်မှာလည်းတန်တူးမာလမ်းကိုထွက်တဲ့ gate တစ်ခုရှိမယ်ပြီးရင်ဝေးစင်နာလမ်းကိုထွက်တဲ့ gate လည်းရှိတယ်အရှိဘက်တန်လုံးကကြာတာ shop house တွေသူကဒီ shop house ပြီးတာနဲ့လမ်းမကိုတန်းရောက်သွားတာမျိုးမဟုတ်ဘူးကွာသူက access road ရှိတဲ့ခါကျတော့တီးတန်းဖြစ်တယ်ပြီးလို့ရှိရင်ဒီ access road မှာလည်းကားတွေရက်လို့ရသေးတဲ့ခါကျတော့အဆင်ပြေ shop house ဆိုတဲ့အတိုင်းမှာသူကလူလဲနေလို့ရတယ်စီးပွားရေးလည်းလုပ်လို့ရတယ်အခုဒီမှာဆိုလို့ရှိရင်လည်းဒါတန်တူးမာလမ်းမပေါ်မှာရှိတဲ့6ထပ် shop house တွေကိုသူစဆောက်နေပြီပေါ့နော်စောက်တဲ့စီမှာလည်းတေချာပိုင်ရိုက်ပြီးတော့မှစောက်ထားအတွက်ကြောင့်မလို့စိတ်ချရတယ်အဲ့တော့မကြခင်တော့ဒီနေရာတော့တော်တော်စီကားလာမှာသူကဒီ main gate နဲ့နီးတဲ့အကွက်တွေကကြတော့ပို့ပြီးတော့အဝင်အထွက်နီးတာပေါ့နော်ပြင်လမ်းမတန်းကြီးကြောကက်ဖြစ်တော့ကြောင့်မို့ရင်းနှီးမြုပ်နှံမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဈေးတက်နိုင်ခြေရှိတယ်အခုဒီ main gate ရဲ့ဒါဆိုရင်တန်တူးမှာဘက်ချမ်း main gate ရဲ့ဝေဇနာဘက်ချမ်းဆိုတာရှိသေးတယ်အဲ့ဘက်ချမ်းအကွက်တွေကြတော့အလှည့်ကောင်းတယ်သူကအရှိတောင်အလှည့်ဆိုတော့ကြနေမထိုးဘူးပြီးရင်ဂုတ်ကွက်တွေဆိုတော့အဲ့လိုပေါ့နော်ရင်းနှီးမြုပ်နှံခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အဲ့ဘက်အကွက်တွေကိုဝယ်ရပို့ပြီးတင့်တော့ပြင်သွားဒါဒီလမ်းပြီးလို့ရှိရင်ဟိုဘက်မှာအနောက်ဆုံးတန်းရှိသေးတယ်အဲ့နောက်ဆုံးတန်းကိုသွားကြည့်ရမယ်ဒါကတော့အနောက်ဘက်ဆုံးတန်းပေါ့နောက်ဘက်ဆုံးတန်းကျတော့ကားလမ်းမတန်းနဲ့ဝေးတဲ့အခါကျတော့ပို့ပြီးတော့စိတ်ငြိမ်နေစူညံတမ်းမရှိဘူးပြီးရင်သူကမြေကွက်တွေလည်းပိုကျဲတယ်ပေါ့နော်သူ့နောက်မှာရှိတဲ့ဟာဒါအားကစားရဲ့အရာရှိအိမ်ရာဆိုတော့အထက်မြင့်မရှိဘူးပေါ့ကွာမျက်စိမရှုပ်ဘူးပေါ့နော်ဒီမှာလေ community center သူတို့ပြောတဲ့ဟာအဲ့ဒါသူတို့စဆောက်နေပြီကွာပိုင်တွေပါရိုက်ပြီးစဆောက်နေဟိုဘက်အိမ်နေဆိုလို့ရှိရင်လည်းဒါပိုင်ရှင်တွေကိုယ်တိုင်ကိုယ့်ဘက်ကိုစောက်တဲ့ဟာမျိုးတွေပေါ့နော်
အဲ့ဆိုဒီနောက်ဘက်တန်းကတော့ community center နဲ့နီးရပါပေါ့နော် အေးလူနေခြင်းနဲ့ဆိုလို့ရှိရင်ဒီ community center နေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီနေရာကွက်တည် community center မှာကျတော့ရေကူးကန်ပါမယ်ဂျင်းပါမယ် community store ပါမယ်ကလေးကစားကွင်းတွေပါမှာပေါ့မစိုးအဲ့ဒါဆိုတော့လေ ကျွန်တော်တို့လည်းအကြိုက်ပဲအေးလူနေခြင်းနဲ့ဟိုလေးဝယ်လိုက်ပြန်လာလိုက်ဟောဒီဟာအထဲဝင်ကြည့်လို့ရတယ်ညီမ ဒီမှာကတော့အိမ်ဆောက်တာသူကကိုယ့်ဘက်ကိုစိတ်ကြိုက်ဆောက်လဲရတယ်ဒါမှမဟုတ်ကုမ္ပဏီကိုပေးပြီးတော့ဆောက်ခိုင်းလဲရတယ်ပေါ့နော်ဒီကတော့ကုမ္ပဏီကိုဆောက်ခိုင်းတာပဲသဘောကျတယ်ဘာလို့လဲဆိုတော့အိမ်ဆောက်တဲ့အလုပ်ကအရင်အုံနောက်6တယ်လေဥပမာဒီအိမ်ဆိုလို့ရှိရင်ဒါပေ40 60မှာဆောက်ထားတာပေါ့နော်ဝင်ကြည့်ရဒီအိမ်ကတော့လက်ရှိတာကုမ္ပဏီကဆောက်ပြီးတော့ရောင်းတဲ့အိမ်ပေါ့နော်တိုက်က3ချက်မာစတာဘတ်ရုံးကြီးပဲ9ခန်းပါတယ်အဲ့ဒါတော့မှစီလင်ကဆို12ပေအမြင့်ဆိုစီလင်လဲဒါမြင့်တယ်လို့ပြောလို့ရတာပေါ့နော်furniture ကလွဲပြီးတော့ဒီထဲမှာအကုန်လုံးအပီးစီးထည့်ပေးမှာဥပမာကျွန်းပါကေးတို့ aircon တို့အဲ့ဒါတွေအကုန်ထည့်ပေးမှာဒီနေရာလေးမှာဆိုလို့ရှိရင်ဘားကောင်တာလေးတစ်ခုပါသေးရဲ့ living room မှာကိုပဲဒီမှာဘားလေးတစ်ခုပါတဲ့ style မျိုးလေးလုပ်ထားတာပေါ့နော် ဒါကတော့ ground floor မှာပဲရှိမဲ့ dining room မှာ ဒါအလဲတဲ့ပေါ့နော်အလဲလက်မှာလည်းဒီမှာ living area ရှိမယ်ပြီးရင်ဒါ master bedroom ဒီ master bedroom ကကျတော့အထဲမှာဆို veranda ပါတယ်store ရှိမယ် store လည်းကျယ်ကြီးပဲပြီးနောက်ထပ် master bedroom 2ခန်းဆိုတော့အိတ်ခန်းက3ခန်း living area store အပေါ်ထပ်တော့တရှိမှာလာလိုက်တာဒီ view မှာဒါတော့ကြာ ဟုတ်ပါ ဒါကြတော့ဟို1 championship တွေ UFC လောက်တဲ့နေရာဆိုဒီဟာယူလိုက်တော့မြန်မာဒါလည်းကြည့်လို့ရတယ်ဒီအပေါ်ဆုံးတက်ကလည်းအောက်ထပ်နဲ့အတူတူပဲသူက master bedroom 3ခန်းပါတယ်ဒီမှာတစ်ခန်း2ခန်းဟိုဘက်မှာတစ်ခန်း3ခန်းပြီးလို့ရှိရင်ဒီ area လေးကဖျားခန်း area ပေါ့နော်အဲ့တော့9ခန်းတောင်ပါတာဖြစ်တဲ့ကြောင့်မိသားစုများတဲ့သူအခန်းများများလိုချင်တဲ့လူတွေဆိုတော့တော်တော်ကိုအဆင်ပြေတယ်ဒီလိုဆိုလို့ရှိရင်တော့2ယောက်တည်းဆိုတော့ဘယ်လိုနေကြမလဲတပတ်ကိုတနင်္ဂနွေဆိုရင်တစ်ခန်းတနင်္လာဆိုတစ်ခန်းတနေ့တစ်ရက်တစ်ခန်းပြောင်းနေမှရမယ်ပါမယ်ဟေးအောင်စင်းမယ်တာသဘောကျတယ်ကွက်တည်ရတယ်ကွက်တည်ရနေရတယ်မဟုတ်ဘူးလိုက်ပြပေးရကျေးဇူးပါညီမလေးနော်ဟုတ်ငါတို့ပြန်ဆက်သွယ်လိုက်ပါမယ်ဟုတ်လိုက်ပါအောင်မယ်တတာဟုတ်ကဲကြည့်ချင်တာလဲကြည့်ပြီးပါပြီသိချင်တာလဲအကုန်မေးခဲ့ပြီလိုချင်တာလဲတွေးသွားပြီလိုချင်တာလဲတစ်ပိုင်းသိနေအောင်လက်ချက်ဘယ်လိုလုပ်ကြမလဲကဲပတ်စံရှာကြတာပေါ့ကွယ်ကျွန်တော်ဒီ vlog တွေကတော့ဒီလောက်ပါပဲအားလုံးပဲတက်တာပါ